အားလုံးပဲမင်္ဂလာပါခင်ဗျာ Knowledge Sharing Channel ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကျွန်တော်တို့အသုံးပြုနေတဲ့ Facebook account ကိုလုံးလုံးကျုံနဲ့အသုံးပြုဖို့ရဖို့အတွက်ကိုယ့်ရဲ့ Facebook account ရဲ့ setting လေးထဲမှာအချိန်ထားပေးရမယ့် setting လေးတစ်ခုကြောင့်ကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါဘယ် setting လေးကိုချိန်ထားရမလဲဆိုတာသိချင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့လို့လည်းကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာ Okay ပါပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook software လေးတွေကိုဝင်ပေးလိုက်ပါခင်ဗျာOkay ပါ Facebook software တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်ရဲ့ Facebook ရဲ့ update တွေအရာကျွန်တော်တို့ menu bar လေးတွေကိုဝင်ဖို့အတွက်ဆိုရင်တော့ဒီဘယ်ဘက်အပေါ်ထောင်းကိုရောက်သွားပြီပေါ့နော်အရင်တော့ဒီညာဘက်ပေါ်ထောင်းမှာရှိတဲ့ကျွန်တော်တို့ menu bar မြင်း3ချောင်းလေးကကျွန်တော်ဘယ်ဘက်မှာရှိတဲ့အတွက်ဒီ menu bar ဆိုတဲ့မြင်း3ချောင်းလေးတွေကိုဝင်ပေးလိုက်ပါခင်ဗျာ Okay ပါဒီနေ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ setting and privacy လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီမှာရှိတဲ့ setting and privacy လေးတွေကိုထပ်ဝင်ပေးလိုက်ပါOkay ပါ setting and privacy တွေကိုရောက်ပြီဆိုရင်တော့ဒီအပေါ်ဆုံးမှာရှိတဲ့ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါ Okay ပါ setting တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ audience and visibility ဆိုတဲ့ setting လေးတဲ့အောက်ဆုံးနားမှာရှိတဲ့ကျွန်တော်တို့ follower and public content ဆိုတဲ့ဒီ setting လေးကိုကျွန်တော်တို့အနေနဲ့ဝင်ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာရှိတဲ့ followers and public content ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါOkay ပါဒီတဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ချိန်ထားပေးရမယ့် setting လေးကတော့ဒီအလယ်မှာရှိတဲ့ who can see the feedbacks and page you follow ဆိုတဲ့ setting လေးပဲဖြစ်ပါတယ်ဒီ setting လေးမှာကျွန်တော်တို့ဒီအောက်မှာ public ဆိုပြီးတော့ဖြစ်နေတယ်ပေါ့နော်ဒီ setting လေးရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့ရဲ့ Facebook account ကနေပြီးတော့ follow လုပ်ထားတဲ့လူတွေ page တွေကိုတခြားသူတွေအနေနဲ့ဘယ်လိုမြင်လဲဘယ်လိုကြည့်လို့ရမလဲဆိုတဲ့ setting လေးပဲဖြစ်ပါတယ်အခါကြီးကျွန်တော်တို့ရဲ့ Facebook account ရဲ့ဒီ setting လေးရဲ့အောက်ထဲမှာ public ဆိုပြီးတော့ပေါ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook account ကနေပြီးတော့ follow လုပ်ထားတဲ့လူတွေ page တွေကိုတခြားသူတွေအနေနဲ့ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook account ထဲကကျွန်တော်အချက်လက်တွေကိုတခြားသူတွေအနေနဲ့အလွယ်တကူမြင်နိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ Facebook account လေးကရေးရှိအသုံးပြုဖို့အတွက်သိအဆင်မပြေဘူးဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီ setting လေးကိုချိန်ထားဖို့အတွက်ဆိုရင်တော့ဒီ setting လေးကိုနှိပ်လိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်ဆုံးမှာရှိတဲ့ only me ဆိုတဲ့ setting လေးကိုကျွန်တော်တို့အနေနဲ့ထားပေးရမှာဖြစ်ပါတယ်ဒီအောက်ဆုံးမှာရှိတဲ့ only me ဆိုတာလေးကိုထားပေးရမှာဖြစ်ပါတယ်ဒီ only me လေးကိုကျွန်တော်တို့အနေနဲ့ချိန်ထားပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook account ကနေပြီးတော့ follow လုပ်ထားတဲ့လူတွေpage တွေကိုတခြားသူတွေအနေနဲ့ကျွန်တော်တို့ဝင်ကြည့်လို့မရတော့ဘူးပေါ့နော်ကိုတယောက်တည်းရပဲဝင်ကြည့်လို့ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ Facebook account ထဲမှာရှိတဲ့ကျွန်တော်တို့အချက်လက်တွေကိုတခြားသူတွေအနေနဲ့ရယူလို့မရနိုင်တော့ဘူးပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook account လေးလည်းအသုံးပြုရတာလုံးလုံးကြုံကြုံနဲ့ဖြစ်သွားမှာပဲဖြစ်ပါတယ် Okay ပါဒီ only me ကိုရွေးပြီးပြီဆိုရင်တော့ဒီအောက်မှာရှိတဲ့အပြာရောင်စာတန်း save ကိုနှိပ်ပေးလိုက်ပါခင်ဗျာဒါဆိုရင်တော့အခုနကကျွန်တော် public ဖြစ်နေတဲ့နေရာမှာ only me ဆိုပြီးတော့ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်ရဲ့ Facebook account ကနေ follow လုပ်ထားတဲ့ account တွေ page တွေကိုတခြားသူတွေအနေနဲ့အလွယ်တကူဝင်ကြည့်လို့မရနိုင်တော့ပါဘူးခင်ဗျာ Okay ပါမိတ်ဆွေတို့အနေနဲ့ဒီ Facebook ရဲ့ setting လေးတစ်ခုကိုချိန်ထားပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ Facebook account ကိုအသုံးပြုရတာလုံးလုံးကြုံကြုံနဲ့အသုံးပြုလို့ရနိုင်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီဗီဒီယိုမှာမျှဝေပေးခဲ့တဲ့အထက်မှာနားမလည်တာမချင်းနေတာတို့ရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ